အားလုံးမင်္ဂလာပါဒီပြန်တွေ့ရတဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ဆုံတွေ့ရတဲ့အချိန်တိုင်းဟာအင်မတန်မင်္ဂလာရှိပါတယ်ဒီချစ်ခင်လေးစားတဲ့ဆရာသမားတွေနဲ့ဆရာဆရာမတွေနဲ့ပြန်တွေ့ရတယ်အထူးပဲဘုရားကျေးဇူးတော်ချီးမွမ်းနေဆရာတော်လှမြင့်နဲ့လည်းပြန်တွေ့ရတယ်ကျေးဇူးတင်ပါတယ်ပို့ပြီးတော့မှလမ်းဆန်းပြီးတော့ကျမ်းမာတဲ့ဆရာကိုတွေ့ရတဲ့အတွက်အထူးပဲဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းနေပြီးတော့ဆရာရောဘန်ကျွန်တော်တို့ရဲ့အကိုကြီးလည်းဖြစ်တယ်ကျွန်တော်တို့အင်မတန်မှချစ်ခင်ယဉ်နီးပြီးတော့မှဒီနေ့သူနှုတ်ကပတ်တော်ဝေငှမဲ့အရာကိုလည်းကျွန်တော်ခွန်အားယူခြင်းတယ်ဒါကြောင့်ဒီနေ့ဒီနေရာမှာပါဝင်ခွင့်ရတဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီတစ်ခါကျွန်တော်လာတာတော့ဒီနေ့ညworship night တွေကျွန်တော်လုပ်ဖို့ပေါ့လေရောက်လာကြခြင်းဖြစ်ပါတယ်ဒီနေရာမှာ youth center မှာလည်းပါဝင်ဖို့ဘုရားကအခွင့်ပေးသလိုတာဝန်ရှိတဲ့သူတွေဖိတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ဆိုတော့ဒီနေ့ကျွန်တော်အများကြီးပြောတော့ဦးတခြင်းခုနတော့စတောင်ပေးရနော်ဂုဏ်တော်ချီးမွမ်းခြင်းများလို့ပြောတယ်ဆိုတော့တပုတ်ထက်တော့ပိုများမလားမသိဘူးနော်ကျွန်တော်တို့တခြင်းတိုက်ဖို့လည်းအချိန်မရှိတော့ဟော်လိုလေးနဲ့အဆင်ပြေလို့ဆိုပါမယ်လို့ဒီတော့ကျွန်တော်တို့social media တွေမှာလည်းတွေ့မှာပါနော်ကျွန်တော်ရဲ့ခြေရတဲ့နော်မိသားစုတွေဖြစ်တဲ့ရောက်တမောင်ထွန်းရဲ့မြေးပြီးတော့ဆ iam ထွေစီရဲ့သားပေါ့နော်ဒီဆိုနေရင်းနဲ့စင်ပေါ်မှာလဲကျသွားတယ်ဆိုတော့လဲကျသွားတဲ့အချိန်မှာကျွန်တော်သတင်းရတယ်ဆိုတော့ဆ iam ထွေစီလက်စာပို့ပြီးမေးတယ်ဒါပေမဲ့အချိန်မှာသူတို့ဖြေနိုင်တော့ခဏနေတော့ကိုမျိုးကြီးရစာလမ်းပို့တယ်ကိုဒီနိုလဲကျရင်းနဲ့ပဲဆုံးသွားပြီလို့ကြားတော့ကျွန်တော်ဘန်ကောက်မှာအဲ့ချိန်တော့ရောက်တဲ့ညတော့အဲ့လိုတော်တော်နဲ့အဲ့လိုမရဘူးခြောက်ချားပြီးတော့မှစိတ်ကလေဆိုတော့တချင်းတစ်ပုတ်ကရမ်းမကြပါဘူးလွန်ဆုံးရှိရင်4-5မိနစ်ပေါ့ဒါပေမဲ့တချင်းတစ်ပုတ်တောင်မပြီးသေးဘူးကျွန်တော်ရဲ့လူဘဝအသက်ကပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့အကြောင်းလေးကျွန်တော်လွန်ခဲ့တဲ့2009-10လောက်ကထင်တယ်ကျွန်တော်ရေးခဲ့တဲ့အချိန်လေးတစ်ပုတ်ပြန်မှတ်ရပါတယ်ဆိုနေကြတော့မဟုတ်တဲ့အတွက်အဆင်ပြေမလားတော့မသိဘူးသို့တော့အဲ့ဒီအချိန်လေးကျွန်တော်ဆိုချင်တယ်ကိုဆိုတဲ့ချမ်းလေးကတော့ချိန်ပါပြီးဆုံးသွားမယ်ဒီလိုပါပဲတို့ဘဝတွေလည်းခဏလေးပဲဒီတဲ့ချမ်းလေးမပြီးဆုံးငယ်မေကွန်ခုလောက်မေမဲလောကကြီးတဲ့သက်ရှင်ပါတွေတွက်လေတနေ့ကုန်စူးစားရုံကန်ရဲ့ချိန်ကုန်သွားကိုဆိုတဲ့ချမ်းလေးကတော့ချိန်ပါပြီးဆုံးသွားမယ်ဒီလိုပါပဲတို့ဘဝတွေလည်းခဏလေးပဲဒီတဲ့ချမ်းလေးမပြီးဆုံးငယ်မေကွန်ခုလောက်မေမဲလောကကြီးတဲ့သက်ရှင်ပါတွေတွက်လေတနေ့ကုန်စူးစားရုံကန်ရဲ့ချိန်ကုန်သွားအသေးချစဉ်းစားကြည့်ပါတွေးတောကြည့်ပါတို့ရဲ့ဘဝတွေများတစ်ချိန်မှလွင်ပြောင်းရမှာမိကုန်ဝေးလို့ဝေးချင်းတရားတွေကြားချိန်နဲ့မနှောင်းသွားသေးခင်ကိုဖိတ်ပါကိုဆိုတဲ့ချမ်းလေးကတော့ချိန်မှာပြီးဆုံးသွားမယ်ဒီလိုပါပဲတို့ဘဝတွေလည်းခဏလေးပဲဒီတဲ့ချမ်းလေးမပြီးဆုံးခင်မေကွန်ခုလောက်မေမဲလောကကြီးတဲ့သက်ရှင်ပါတွေတွက်လေရုံကန်ရဲ့ချိန်ကုန်သွားကိုဆိုတဲ့ချမ်းလေးကတော့ချိန်မှာပြီးဆုံးသွားမယ်ဒီလိုပါပဲတို့ဘဝတွေလည်းခဏလေးပဲဒီတဲ့ချမ်းလေးမပြီးဆုံးခင်မေကွန်ခုလောက်မေမဲလောကကြီးတဲ့သက်ရှင်ပါတွေတွက်လေတနေ့ကုန်စူးစားရုံကန်ရဲ့ချိန်ကုန်သွားအသေးချစဉ်းစားကြည့်ပါတွေးတောကြည့်ပါတို့ရဲ့ဘဝတွေများဒီကိုငွေလို့မမြဲခြင်းတရားတွေကြားအချိန်နဲ့နောက်မသွားမေခင်ဟောဖိတ်ပါအသေးချစဉ်းစားကြည့်ပါတွေးတောကြည့်ပါတို့ရဲ့ဘဝတွေများချိန်မှလွင်ပြောင်းရမှာမိကို
မြဲခြင်းတရားတွေကြားအချိန်တွေနောက်မသွားသေးခင်ခင်အားကိုဖိတ်ပါအချိန်တွေနောက်မသွားသေးခင်ခင်အားကိုဖိတ်ပါအချိန်တွေနောက်မသွားသေးခင်ခင်အားကိုဖိတ်ပါ Yeahတော်ကြီးကိုမဆိုဖြစ်တဲ့သင်းဆိုတော့အရင်တော့အဆင်မပြေဘူးတိုးတော်လဲအကြောင်းအရာလေးကအားလုံးအတွက်မိကုံးလေးတစ်ခုတော့ဖြစ်မယ်လို့ယုံကြည်ပါတယ်အာမင်သင်းတစ်ပုတ်လောက်တောင်အာမခံချက်မရှိတဲ့သူတောင်းတဲ့ကျွန်တော်ရဲ့ဘဝအတွင်းမှာထိုသခင်ကိုရရှိတော်သူများရောက်စီတိုင်းဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ဟာလေလုယာဒီကဘာကိုလဲလာခဲ့သူအချိန်မှပြန်ထွက်သွားမယ်သူတင်ကခဏဘဝကိုထောက်ရမလို့တမလို့နောင်ရီကိုနဲ့မဆိုင်ဘူးလို့အသေးဝိညာဉ်ရီကိုအသေးချတိချမသိရင်တနေ့ချခဲ့မှာဆိုရှင်သန်နေတဲ့တဲ့ချောင်းကိုဘိုးရမပိုင်မှန်သိဖို့လို့ချိန်မရွေဘူးအရေးလို့ကွယ်ပြောင်းတလို့ဓမ္မလွန်နောင်ရီကိုဖျားမြဲကလွယ်လို့ထိန်ချုပ်သူရှိလို့တနေ့ချခဲ့မှာဆိုကိုဒီထားတဲ့အတွေ့ခေါ်ပြင်းညံ့အချင်းတို့ကိုအမိပြူပြီးတော့အထင်နဲ့ရှိသက်တာကြီးကိုမရေရဆန်တော်အလေးရောင်ကင်းမဲ့တဲ့ဘဝကိုခင်ယေရှုကအကူကြီးလို့အမြင်တွေရှင်းစေနိုင်ဖို့ကိုကဲတင်ချစ်တွေအလေးရှင်ခရစ်တော်ဖျားလိုနေလို့ဒီကဘာကိုလဲလာခဲ့သူအချိန်တန်ပြန်ထွက်သွားမယ်သူတင်ကခဏဘဝကိုထောက်ရမလို့ဓမ္မလွန်နောင်ရီကိုနဲ့မဆိုင်ဘူးလို့တနေ့ချခဲ့မှာဆိုဒီဆိုရအောင်ရှင်သန်နေတဲ့တဲ့ချောင်းကိုဘိုးတိုင်းမပိုင်မှန်သိဖို့လို့အချိန်မရွေဘူးအရေးနဲ့ွယ်ပြောင်းတလို့ဓမ္မလွန်နောင်ရီကိုဖျားမြဲကလွယ်လို့ထိတ်ချုပ်ရှိလို့ဘိုးတော်ဖျားမြဲရဲ့အလိုအတိုင်းပဲအသက်ရှင်စိုးကိုဒီထားတဲ့အတွေ့ခေါ်ပြင်းညံ့အချင်းတို့ကိုအမိပြူပြီးတော့အထင်နဲ့ရှိသက်တာအရေးကိုမရေရဆန်တော်အလေးရောင်ကင်းမဲ့တဲ့ဘဝကိုခင်ယေရှုကကူညီလို့အမြင်တွေရှင်းစေနိုင်ဖို့ကိုကဲတင်ချစ်တွေအလေးရှင်ခရစ်တော်ဘုရားလိုနေလို့ကိုဒီထားတဲ့အတွေ့ခေါ်ပြင်းညံ့အချင်းတို့ကိုအမိပြူပြီးတော့အထင်နဲ့ရှိသက်တာကြီးကိုမရေရဆန်တော်အလေးရောင်ကင်းမဲ့တဲ့ဘဝကိုခင်ယေရှုကကူညီလို့အမြင်တွေရှင်းစေနိုင်ဖို့ကိုက
တင်ချစ်တွေအလင်းရှင်ခရစ်တော်ဘုရားလိုနေလို့ကဲတင်ချစ်တွေအလင်းရှင်ခရစ်တော်ဘုရားလိုနေလို့ရောက်စတဲ့ပြချင်ကောင်းကြီးပါစေ